မင်္ဂလာပါရှင်မြန်မာအခရာရဲ့မြန်မာဘာသာစကားသင်ခန်းစာများမှကြိုဆိုပါရစေခန္ဓာကိုယ်နဲ့ကျန်းမာရေးအပြန်အလှန်စကားပြောတငယ်ချင်းတွေမကောင်းဘူးဟုတ်တယ်ခေါင်းကိုက်ပြီးနှာစီးနေတယ်အေးမိတော့တာထင်တယ်ဟုတ်တယ်မနေ့ကနောက်ကျမှရေချိုးမိလို့ထင်တယ်ဆေးတော့ပြီးပြီပါမတော့ရသေးဘူးဒါဆိုဆေးတော့ဝယ်ပေးမယ်မင်္ဂလာပါဘာဆေးလိုချင်လဲခေါင်းကိုက်ပြောင်ဆေးလိုချင်ပါတယ်အဖျားရောရှိလားအဖျားတော့မရှိဘူးနှာစေးနေပါတယ်ဒါဆိုဒီဆေးလေးတွေတောက်ပါဖျားလို့ကိုပူလာရင်ဒီဆေးထည့်တောက်ပါတစ်နေ့3ချိန်အစာစားပြီးတောက်ပါမသက်သာရင်ဆေးရုံဆေးခန်းတွားပြပါနော်ဟုတ်ကဲ့ပါခန္ဓာကိုယ်နဲ့ကျန်းမာရေးအပြန်အလှန်စကားပြောတငယ်ချင်းတွေမကောင်းဘူးဟုတ်တယ်ခေါင်းကိုက်ပြီးနှာစီးနေတယ်အေးမိတော့တာထင်တယ်ဟုတ်တယ်မနေ့ကနောက်ကျမှရေချိုးမိလို့ထင်တယ်ဆေးတော့ပြီးပြီပါမတော့ရသေးဘူးဒါဆိုဆေးတော့ဝယ်ပေးမယ်မင်္ဂလာပါဘာဆေးလိုချင်လဲခေါင်းကိုက်ပြောင်ဆေးလိုချင်ပါတယ်အဖျားရောရှိလားအဖျားတော့မရှိဘူးနှာစေးနေပါတယ်ဒါဆိုဒီဆေးလေးတွေတောက်ပါဖျားလို့ကိုပူလာရင်ဒီဆေးထည့်တောက်ပါတစ်နေ့3ချိန်အစာစားပြီးတောက်ပါမသက်သာရင်ဆေးရုံဆေးခန်းတွားပြပါနော်ဟုတ်ကဲ့ပါခန္ဓာကိုယ်နဲ့ကျန်းမာရေးအပြန်အလှန်စကားပြောတငယ်ချင်းတွေမကောင်းဘူးဟုတ်တယ်ခေါင်းကိုက်ပြီးနှာစီးနေတယ်အေးမိတော့တာထင်တယ်ဟုတ်တယ်မနေ့ကနောက်ကျမှရေချိုးမိလို့ထင်တယ်ဆေးတော့ပြီးပြီပါမတော့ရသေးဘူးဒါဆိုဆေးတော့ဝယ်ပေးမယ်မင်္ဂလာပါဘာဆေးလိုချင်လဲခေါင်းကိုက်ပြောင်ဆေးလိုချင်ပါတယ်အဖျားရောရှိလားအဖျားတော့မရှိဘူးနှာစေးနေပါတယ်ဒါဆိုဒီဆေးလေးတွေတောက်ပါဖျားလို့ကိုပူလာရင်ဒီဆေးထည့်တောက်ပါတစ်နေ့3ချိန်အစာစားပြီးတောက်ပါမသက်သာရင်ဆေးရုံဆေးခန်းတွားပြပါနော်ဟုတ်ကဲ့ပါနောက်သင်ခန်းစာတွေမှာပြန်ဆောင်ကြမယ်နော်တတ်တာ